တခါတုန်းကအေယာဆိုတဲ့ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာလေးဟာတောင်တန်းတွေနဲ့မြစ်ငယ်လေးကြားမှာတည်ရှိပြီးတဘာဝအလှတရားတွေပြည့်နှက်နေတဲ့နေရာလေးပေါ့။ဒီရွာလေးမှာရွှေဖူးဆိုတဲ့ပကြီးဆရာမလေးတစ်ယောက်ရှိခဲ့တယ်။ရွှေဖူးဟာငယ်ငယ်လေးကတည်းကပကြီးဆွဲရတာကိုဝါသနာပါပြီးသူ့ရဲ့လက်ရာတွေကလည်းအသက်ဝင်လှပလွန်းတာကြောင့်လူတိုင်းရဲ့ကြီးကျူးမှုကိုခံရတယ်။ဒီနေ့မှာတော့ရွှေဖူးဟာသူ့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့ပကြီးကားတစ်ချက်ကိုစဆွဲဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီပကြီးကားကတော့ကံကြမ္မာရဲ့ပကြီးကားပေါ့။ပကြီးကားစဆွဲဖို့အတွက်ပထမဆုံးအနေနဲ့သူဟာဘဝရဲ့ရိုးရှင်းတဲ့ပျော်ရွှင်မှုတွေကိုကိုစားပြုတဲ့အယောင်တွေးဆောင်နေတဲ့ပန်းပေါင်းစုံကိုရေးဆွဲခဲ့တယ်။ပြီးတော့ချစ်ချင်းမြတ်တာကိုကိုစားပြုတဲ့နှွေးထွေးတဲ့အလင်းရောင်ကိုပေါင်းဆက်လိုက်တယ်။ဒါပေမဲ့ပကြီးကားကအပြည့်အစုံမဖြစ်သေးဘူးလို့ရွှေဖူးခံစားရတယ်။သူ့ပကြီးကားထဲမှာတခုခုလိုနေတယ်လို့ပဲအဲ့ဒီလိုခံစားနေရချိန်မှာပဲရွာကိုမုန်တိုင်းကြီးတစ်ခုဝင်လာခဲ့တယ်။မုန်တိုင်းကြောင့်ရွာသူရွာသားတွေအများကြီးဒုက္ခရောက်ကုန်ကြပြီးရွှေဖူးလည်းစိတ်မကောင်းဖြစ်ခဲ့ရတယ်။ဒီအချိန်မှာရွှေဖူးကပကြီးကားထဲကိုမုန်တိုင်းရဲ့အရိပ်ငွေ့တွေကိုထည့်သွင်းဖို့ဆုံးဖြတ်လိုက်တယ်။နာကျင်မှုနဲ့ဆုံးရှုံးမှုကိုကိုစားပြုတဲ့မှောင်မိုက်တဲ့အယောင်တွေကြောက်ရွံ့မှုကိုကိုစားပြုတဲ့အကွဲကြောင်းတွေကိုထည့်ဆွဲခဲ့တယ်။မုန်တိုင်းပြီးတော့ရွာသူရွာသားတွေဟာတဦးနဲ့တဦးကူညီဖေးမှကြရင်ဒုက္ခတွေကိုကြော်ဖြတ်ခဲ့ကြတယ်။ဒီမြင်ကွင်းကိုမြင်ပြီးရွှေဖူးဟာစိတ်သက်ခွန်အားတွေပြန်ရလာတယ်။သူဟာပကြီးကားထဲကိုမျောလင်းချက်ကိုကိုစားပြုတဲ့ရောင်ခြည်လေးတွေစီးလုံးချင်းကိုကိုစားပြုတဲ့ခိုင်မာတဲ့တစ်ပင်ကြီးတွေထပ်ဖြည့်ဆွဲခဲ့တယ်။နောက်ဆုံးမှာတော့ကံကြမ္မာရဲ့ပကြီးကားဟာပြီးဆုံးသွားခဲ့တယ်။အဲ့ဒီပကြီးကားထဲမှာပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေချစ်ချင်းမြတ်တာတွေနာကျင်မှုတွေမျောလင်းချက်တွေနဲ့ကြံ့ကြံ့ခံနိုင်စွမ်းတွေအားလုံးပါဝင်နေခဲ့တယ်။ရွှေဖူးဟာသူ့ဘဝရဲ့အတွေ့အကြုံတွေခံစားချက်တွေကိုဒီပကြီးကားထဲမှာအကုန်ထည့်သွင်းဖန်တီးခဲ့တာဖြစ်တယ်။ဒီပကြီးကားကိုကြည့်ပြီးရွာသူရွာသားတွေဟာဘဝဆိုတာကောင်းတဲ့အရာတွေကြီးမဟုတ်သလိုဆိုးတဲ့အရာတွေကြီးလည်းမဟုတ်ပဲအတွေ့အကြုံပေါင်းစုံနဲ့ပုံဖော်ထားတဲ့လှပတဲ့ပကြီးကားတစ်ချက်နဲ့တူတယ်ဆိုတာကိုနားလည်သွားခဲ့ကြတယ်။ဒီလိုနဲ့ရွှေဖူးရဲ့ကံကြမ္မာရဲ့ပကြီးကားဟာရွာရဲ့အမှတ်သင်္ကေတတစ်ခုဖြစ်လာပြီးလူတိုင်းကိုဘဝရဲ့ကောင်းတဲ့အချိန်တွေရောဆိုးတဲ့အချိန်တွေရောမှာပါမပြောင်းလဲတဲ့စိတ်ဓာတ်နဲ့ရင်ဆိုင်ကြော်ဖြတ်ဖို့အားပေးခဲ့ပါတယ်။